တော်သားငါ့ကိုထားသွားပြီဒီကောင်းနဲ့ကွာရွှေကျွေးအတန်ကတိမ်ဝင်သွား၏လက်ထဲမှာထမ်းမှုစာလိုက်မှာကြိုးကြေနေပြီဖြစ်သည်ပြီးမြို့မှခြေလင်မြင်းတီဖြင့်ပို့လိုက်သည်စာကဲကိုလူတို့တောင်ငူကလည်းအခုခံမရှိတစ္ဆာခံမယ်ဆိုတော့ကအလောင်းဖျားမိန်ရထီလင်းမြို့သူကြီးရောမြို့သူကြီးတို့တက်တွေကဒီကနေလမ်းခွဲပြီးပြည်ကိုတွားပူပေါင်းရလိမ့်မယ်တဲ့ထီလင်းမြို့သူကြီးငပြည့်ထွန်းအောင်ရောမြို့သူကြီးအောင်နိုင်နဲ့မင်းရွာသူကြီးငောင်စီတို့၏မျက်နှာများမှာမတရလားကိုလူတို့ကျုံမပါပေမဲ့လည်းအလောင်းဖျားနဲ့ဘိုးတုံကိုကျုပ်လိုမှတ်ပြီးအမှုထမ်းကြစေခြင်းနဲ့အခုပြည်ခံတက်ကိုထိုးတိုက်တဲ့အခါအလောင်းဖျားကကိုလူတို့တက်များကိုအာကိုတကြီးနဲ့လမ်းမာတယ်ဆိုတာကကိုလူများရဲ့တန်ဖိုးကိုတိလို့တာပဲမဟုတ်လားကျုပ်လည်းကိုလူတို့ထီလင်းသားရောသားများရဲ့တက်တီကိုယုံပါတယ်လေမှန်ပါကိုတော်ကြီးရဲ့ယုံကြည်မှုကိုအလကားမဖြစ်စေရကြောင်းကျွန်တော်မျိုးတို့တက်တည်ပြပါမယ်ဖေ။ကဲဟုတ်ပြီဒါဆိုရင်ဒီနားကိုလာကြလောင်းဖျားခင်းပေးလိုက်တဲ့စစ်ဗျူဟာအတိုင်းခမရတို့ပြည်ကိုအမြန်ချီတက်ပြီးတိုက်ကြရလိမ့်မယ်ရွှေကျူကမြေပုံတရေကားချက်ကိုဖြန့်ခင်းလိုက်သည်ညီနှစ်ချက်တီးခဲ့ပြီပြည်မှာဆောင်းသည်အေးမြတိတ်ဆိတ်နေရွှေစံတော်ဖျားပေါ်မှာပန်းရနက်မွေးပြန့်ကတစ်ချက်ခံတက်ပေါ်လို့ပြန့်လွင့်လာသည်ဗညာသလားအောင်စမှာယခုတိုင်အိတ်မပြောလေခက်လန်းလန်းမှာကျွန်းမင်ကြီးကိုငေးကဆေးတံကိုဖွာရှိုက်နေကျွန်တော်မျိုးမကိုချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့ရှေ့မှာကျွန်တော်မျိုးမရဲရဲကြီးတေပြခြင်းလို့ဘဲမှမသွားပါနဲ့လားအရှင်မင်းသားနန်းတွေအတန်ကသူ့နာထဲပဲ့တင်ထက်မြကြားရောက်နေသည်နန်းတွေမောင်ကိုခွင့်လွတ်ပါခက်လန်းလန်းခံတက်ပေါ်တွင်ကင်းတာဝန်ကြားစစ်သားများကအမောင်သူတွေတို့ငြိမ်သက်စွာစောင့်ကြည့်နေကြ၏မျက်နှာချင်းဆိုင်တွင်ရှိတော့ပြည်မြို့ရုံမှာမီးလင်းရောင်မမရှိအမောင်အတိဖြစ်နေသဖြင့်အခြေအနေမှာထူးဆန်းနေသည်ညင်းငယ်များစည်းကွက်များကပထမနေ့တိုက်ပွဲများတွင်ကောက်မနိုင်ခဲ့တော့အလောင်းများကိုဥဒဟိုပြန်တန်းကအစာရှာနေကြ၏ဟန်တာရီတက်မှုပညာတာတော်သည်ရွှေစံတော်ခံတက်တောင်ပချမ်းတို့တက်လာသည်ဒီပေါ်မှာမင်းမူမင်းသားလေးများရှိသလားဟဲ့ကင်းဘုံဝတ်နေတော့တွေးတောက်ကြီးကိုလမ်းမေးလိုက်မရှိပါဘူးဘုံမင်းဘာထူးလေးလဲပြည်မြို့တစ်ခုလုံးထူးထူးခြားခြားမီးအောင်မတွေ့ရပါဘူးသူတို့တက်တွေတိတ်တဆိတ်များဆုတ်ခွာသွားကြပြီထင်တယ်ဘုံမင်းဟင်ဟုတ်လားမှန်းစမ်းဗညာတာတော်ကသူဤခန္ဓာကိုတုတ်တုတ်ခိုင်ခိုင်ကြီးဖြင့်ပြအိုးပေါ်တို့တက်ကအမောင်တို့တဲ့တို့ကြည်လိုက်သည်ထို့နောက်ရုတ်တရက်မတ်တက်ထရလိုက်မီးရုပ်တွေထန်းကြီးကြဟေအမြောက်တွေပြင်ဒီတောင်ဘက်ကနေရန်သူတွေတက်လာနေပြီတောင်ငူချောင်းမှပတ်ကရွှေစံတော်ခန္ဓာတောင်ဘက်ချမ်းတို့တိတ်ဆိတ်ချီးကပ်လာတော့ထီလင်းရောတက်များသည်ခံတပ်ပေါ်မှာမေးလင်းအောင်များကြောင့်ဝတ်နေရမှာထလာကြသည်မေးလင်းအောင်အောက်တွင်ထီလင်းရောတက်မှလူရင်အောက်ကိုမြင်သည်နှင့်ပညာတာတော်ကခံတပ်တကားကိုဖွင့်ကထွက်တိုက်ရန်အမိန်ပေးလိုက်တော့၏တောင်ဘက်တကားပွင့်ထွက်သွားသည်ဟန်တာရီတက်များကမြင်းများနှင့်အချိန်ပြင်းစွာထွက်လာကြ၏ထီလင်းရောတက်များကခုခံတိုက်ခတ်ဟန်ပြုကြပြီးနောက်တော့တာဆုတ်ခွာနေသည်ထိုချိန်တွင်တောင်ဘက်ခံတပ်ပြအိုးပေါ်တို့ဗညာသလားအောင်စရောက်ရှိလာသည်ဟဲ့တာနော်ဘာတွေဖြစ်နေတာလဲမုတ်ဆိုးကိုတက်တွေကတွေးတို့စမ်းနေထင်ပါတယ်တက်နေနဲ့တောင်ဘက်ချမ်းကတိတ်တိတ်ဝင်လာလို့ကျွန်တော်မျိုးတို့လူအားနဲ့ဖိကစစ်ဦးကိုနှိမ်ခိုင်းထားလိုက်တာပါတောင်စကမီးတုံများမီးအောင်များကြမှာတိုက်ပွဲအခြေအနေကိုအကဲခတ်လိုက်သည်ဟာသူတို့ကခွာစစ်နဲ့တိုက်နေတာပါလားဒါစစ်မြူနေတာပဲဟန်တာရီမြင်းတပ်များကတောင်ဘက်ချမ်းတွင်အာယုံစိုက်နေကြစဉ်မြောက်ဘက်သို့အင်ရှင်းမင်းသားမောင်လောက်နဲ့မောင်ရွာ၏တပ်များကအပြင်းထန်ဝင်တိုက်ခိုက်ကြတော့သည်အင်းဝတိုက်ပွဲတွင်မတုံးလိုက်ရသည့်ချင်းလုံးကြီးများကိုလိမ့်ကခံတက်ရင်းစီတို့ချီးကပ်လာကြ၏မြောက်ဘက်တကားကိုလည်းဝင်တိုးတိုက်နေပါ၏ဗျာဗညာရက်ခိုက်ကလာရောက်လျှောက်တင်သဖြင့်ဗညာသလားအောင်စမှာမြောက်ဘက်သို့လှည့်လာရပြန်သည်အနောက်ဘက်တကားတွင်စစ်တီများနှင့်အတူအင်ရှင်းမင်းသားမောင်လောက်မောင်ရွတို့ကိုယ်တိုင်ချင်းလုံးကြီးများကိုလိမ့်ကကြည်တက်လာကြသည်အမြောက်များတနက်များဖြင့်ပြစ်ခတ်ကြတော့လဲကောက်ရိုးတစ်စေးများဖြင့်အပြည့်တိတ်ထားတော့ချင်းလုံးကြီးများကိုမတိုးနိုင်ကြချင်းလုံးကြီးများနောက်တွင်9000 1000ခန့်ရှိလျာတော့ဝါးတိုင်များကိုတဲလာသည့်စစ်တီများလည်းပါလာကြသည်အမြောက်တွေပြည့်ဆက်တိုက်တာပြစ်ကြဟေးမနာနဲ့မရက်နဲ့နာပြစ်အောင်စားကအော်ဟစ်အမိန်ပေးနေသည်လွန်ခဲ့တော့နိုင်ပိုင်းကများအေးမြတိတ်ဆိတ်နေသည့်စောင်းညသည်မိတောင်မီးလင်များရမ်းပေါက်ကွဲတဲ့များနှင့်ဆူညံနေတော့၏ချင်းလုံးများကိုလိမ့်သည့်နောက်မှာအကာအကွယ်ယူလာသည့်စစ်တီများမှာစင်ခလုတ်မြင်းခလုတ်ထောင်းကြောင်များကိုတပါးတည်းနှုတ်ကြသည်ခံတက်ချင်ရင်တို့ရောက်သည်နှင့်ဝါးတိုင်များကင်ဆိုင်ထားတော့အဖွဲ့သည်တစ်တက်နေရန်များစီတို့ပြေးကပ်လိုက်ကြ၏ထို့နောက်ဝါးတိုင်ထိပ်မှရှုမီးများကိုခတ်မီးများဖြင့်ခတ်ကမီးရှို့လိုက်ကြတော့သည်ဝါးတိုင်များကိုခံတက်ပေါ်တရဲခိုးများနှင့်အနည်းဆုံးဖြစ်အောင်တပြိုင်နက်တည်းထောင်လိုက်ကြ၏ဝါးတိုင်ထိပ်မှ
ရန်ငရုတ်ရောထားသည်ရှုမင်းငွေများမှာခံတပ်ပေါ်မှတနက်ကင်စစ်တီများထံသို့အလုံးရင်ဖြင့်ဝင်ရောက်လာကြသည်အနောက်ကိုခဏဆုတ်ကြဗညာတလာအောင်စသည်ခေါင်းမှပဝါကိုချွတ်ကာနှာခေါင်းရင်းတွင်စီးလိုက်ရင်မှလိုက်လံညွန်ကြားနေတောင်ဘက်မျက်နှာတွင်လည်းတက်ကြွသွားပြီဖြစ်သည်မြင်းတပ်များမှာဝိုင်းဝန်းပိတ်ဆို့ခြေမုံခံနေရသည်တောက်ရည်စီတွေမတင်ကြအောင်စားကအမိန်ပေးသည်ဖြင့်ခံတပ်အောက်မှတောက်ရည်စီများကိုမတင်လာကြ၏ထို့နောက်ရှုမင်းများကိုတောက်ရည်စီများဖြင့်လောင်းချကြသည်အချို့ရှုမင်းများမှာငိမ့်သက်ကုန်ကြသည်ထိုအခါမှဟန်တော်ရီတနတ်သမားချို့မှာနေရာပြန်ယူပြီးအောက်သို့ပြစ်ခတ်နိုင်ကြတော့၏တိုက်ပွဲနှင့်မနီမဝေးတနေရာတွင်ငတွန်နှင့်လူတအုပ်မှာအလုရှုံနေကြ၏တန်ကြိုးများအထက်ထက်ရစ်ပတ်ထားတော့ရန်စားဖြတ်ဆင်ကြီးမှာမုံယိုတို့တတောက်တောက်ယိုနေသည့်ကြားမှာရုံးကန်နေသည်ငတွန်ကတိုက်ပွဲခြေနေကိုစောင့်ကြည့်ပြီးနောက်အချက်ပြလိုက်၏နောက်ဘက်မှာတဘိုးခရနှင့်တစ်ချက်ထွက်ပေါ်လာသည်ခံတပ်မြောက်ဘက်တွင်ပိတ်ဆို့ဝန်းရံနေတော့ရွှေဘိုစစ်တီများမှာအနောက်ဘက်သို့ကြည့်ကာဘေးတစ်ဖက်တစ်ချက်စီတို့နေရာရွှေ့လိုက်ကြ၏တန်ကြိုးသမားများကတန်ကြိုးကိုစီကန်လျက်မြင်းပေါ်တို့တက်လိုက်ကြသည်စင်ထိန်ကစားရဲတိုင်ကစင်ကြီးကိုချွန်းဖြင့်တစ်ချက်ပေါက်လိုက်ပြီးနောက်တို့တစ်ဖြည်းဖြည်းဆုတ်သွား၏ငတွန်ကမြင်းပေါ်တက်လိုက်ပြီးခက်လန်းလန်းရောက်တည်နှင့်လန့်ရှည်ကိုရန်စားဖြတ်စင်ကြီးတင်ပဆုံစီတို့လမ်းပြစ်လိုက်တော်သည်မုံယိုနေတော့စင်ကြီးမှာနာကျင်မှုကြောင့်ဆူဆူရွရွအော်လိုက်ချိန်တွင်တန်ကြိုးများကိုဖြေလျှော့ပေးလိုက်ကြတော့၏စင်ကြီးမှာရှေ့တက်တဲ့ခံတက်စီမှပြစ်ခတ်နေသည့်အတန်များစီတို့ဒေါသများစုပြုံကခံတက်ကိုတဟုန်လေးပြေးတိုးကဝေတော်သည်ခေါင်းနှင့်အဆွဲတို့မှသွေးများကြသည့်အထိဝေတော်ခါတက်သားခံတက်မှမခံနိုင်ပဲကြိုးပြတ်တော့၏ဟန်တော်ရီစစ်တီများမှာစင်ကြီးရန်စားဖြတ်ကိုအမြောက်များတနက်များဖြင့်ဝိုင်းဝန်းပြစ်ခတ်ကြသည်တားကြီးထုံမြင်ကွင်းကိုမြင်နေရတော့စင်ဦးစီးကစားရဲတိုင်ကဓာလွတ်ကိုကင်ကာမြင်းတစည်းဖြင့်ရန်စားဖြတ်ရှိရတို့ပြေးဝင်ကဟန်တော်ရီတပ်သားများကိုထိုးခုတ်တော်၏ကစားရဲတိုင်တငယ်ချင်းဖြစ်သူမင်းရဲကြော်ထင်ငလွမ်းသူကလည်းမြင်းတစည်းဖြင့်အတင်းဝင်ရောက်ခါပတ်ချလည်းထိုးခုတ်တော်သည်စင်တကောင်မြင်းနှစီလူနှစ်ယောက်ဖြင့်ဟန်တော်ရီတနတ်တက်များမှာဝေယုံသုံးကဖြစ်ကုန်ကြ၏ခံတက်ကျိုးပေါက်သွားပြီဖြစ်ဖြင့်မင်းသားနှစ်ပါး၏တက်နှင့်ငတွန်ငတာတို့၏တက်များကဆင်မြင်းများနှင့်အတူခံတက်အတွင်းသို့ထိုးဖောက်ဝင်ရောက်ကြတော့သည်တစ်ချိန်တည်းမှာပင်ခံတက်စီမှအတန်များကြောင့်တလမန်းသည်သူ၏လေးတက်များကိုအသင့်ပြင်ဆင်စေသည်ပတိစစ်တီများကအမြောက်များကိုပြစ်ခတ်ရန်ပြင်ဆင်နေစဉ်မှာပင်ကောင်းငင်ထက်မှမီလုံးကြီးတစ်လုံးကသူတို့လေးတက်စီတို့ဥတီလာနေသည်ကိုမြင်တွေ့လိုက်ရသည်ပြည်မြို့ရိုးထိပ်တွင်ရှိနေတော့ရန်ပုံခွင်းအမြောက်နှင့်အခြားမြောက်ကြီးများကိုအလောင်းဖျားဥအောင်စေရကိုယ်တိုင်ကွက်ကဲလျက်တလမန်း၏ရေတက်ကိုပြစ်ခတ်စေလိုက်ခြင်းဖြစ်သည်တလမန်းများပြည်မြို့ရိုးထိပ်မှအဆက်မပြတ်ပြစ်နေသည့်အမြောက်များတန်းကိုလူလဲခံနေရ၏ထိုချိန်တွင်ခံတက်ပြတ်ဖြင့်မြစ်စိတ်တို့ဆင်းကရေတက်နှင့်ပူးပေါင်းရန်ပြေးလာနေကြတော့ဟန်တာရီစစ်တီအုပ်ကြီးကိုတလမန်းကမြင်လိုက်ရသည်ခံတက်ကမီးတဟုံဟုံတောက်ချေနေပြီဆုံးမယ်တလမန်းလေတစည်းပေါ်တို့ဂမူးရှူတို့ဖြင့်ပြေးတက်လာတော့မြင့်မွင်သာအောင်စာလက်ဟာနေသည့်ရှေ့မြောက်ဘက်မျက်နှာမှာဆုတ်ခွာလာတော့ဟန်တာရီတက်များမှာလမ်းတွင်နှစ်ဖက်ညစောင့်ဆိုင်နေကြတော့ငတာဤတက်များကချေမုံချင်းကိုခံကြရပြန်သည်ဟန်တာရီတက်မှုများဖြစ်တော့ဗညာရက်ခိုင်နှင့်ဗညာတာတော်တို့မှာမြင်းများဖြင့်ကိုလွန်ယုံပြေးကြရ၏မြင်းမူမင်းသားဗညာတလမှာမြင်းပင်မပါတော့ပဲရေတက်ရှိရတို့ခြေလင်ပြေးလာရခြင်းဖြစ်သည်စစ်ပွဲကအဆုံးဖြတ်မြန်ဆန်သွားပြီဖြစ်သည်ရွှေဆန်တော်ခန်တိုက်နောက်တွင်ရန်ထားတော့ဗညာကျင်ဗညာအဲတမိန်လွတ်တို့၏တက်များလဲရွှေဘိုတက်များ၏ဆက်လက်တိုက်ခိုက်ခြင်းကိုခံကြရသည်အထက်မှတက်များပြက်လာသည်ကိုသတင်းရတော့၎င်းအိမ်နှင့်စောပြားတို့၏လေးတက်များမှလည်းအောက်ဘက်သို့ဆက်လက်ဆုတ်ခွာသွားကြ၏ထိုတိုက်ပွဲတွင်ရွှေဘိုဘက်မှအင်အားထောင်ချီကြဆုံးတကယ်တော့ဟန်တော်ရီဘက်မှလည်းစုစုပေါင်းအင်အား၏၃ပုံတစ်ပုံသာတက်ရှင်လွတ်မြောက်နိုင်ခဲ့ကြသည်ကြည်လင်လှပတော့ကောင်းကင်ပြင်ကြီးငါတော့ငါပက်လက်လန်လျက်ထိုကောင်းကင်ကိုကြည့်ကာအသက်ကိုဝါဝါရှူလိုက်သည်သွေးညီနှံ့များရမ်းနှံ့များကသူ၏နှာခေါင်းထဲသို့ဝင်လာ၏သူနှင့်မနီမဝဲတွင်ဆင်ဦးစီးကစားရဲတိုင်မှာခန္ဓာကိုယ်နှင့်ကြည်စံရာများဖြင့်သွေးရိုင်ထဲတွင်လဲနေသည်ကစားရဲတိုင်ဘေးတွင်ဝေဒနာကိုခံစားရင်းနောက်ဆုံးထွက်သက်သည့်တခင်၏ဘေးတွင်လဲလျောင်းနေသောဆင်ကြီးရန်စားဖြတ်သည်နှမောင်းတစ်ဖက်ကိုသူ့တခင်၏ရင်ဘတ်ပေါ်သို့တင်လိုက်ပြီးနောက်ကျွေးကနေအတန်ပေးကငြိမ်သက်သွားတော်သည်ကစားရဲတိုင်အလောင်းဘေးတွင်တွန်းလဲတစီရက်လိုက်သည်တွန်းလဲပေါ်တွင်စစ်ပွဲတွင်ထိုးဖောက်ဝင်ရောက်ခဲ့သူမင်းရဲ့ကြော်ထင်ဘွဲခံငလန်းသူ၏အသက်မဲ့နေသောခန္ဓာကိုအလောင်းဖျားဥအောင်စေရ၏အမိန်ရာငလန်းသူ၏အလောင်းတွင်ဝတ်ဖြူကိုအုပ်လျက်လဲသွန်းလာတော့စစ်တီများကစားရဲတိုင်၏အလောင်းကိုလည်းအဝတ်ဖြူဖြင့်လွမ်းကလဲပေါ်သို့တင်လိုက်ကြ၏ရဲဘော်ရဲဘက်တငယ်ချင်းတို့၏အသက်မဲ့နေသောခန္ဓာကိုယ်များမှာ
ငတုံဤဘေးမှတချီကျွေဖြင့်ဖြတ်သွားတော်သည်ဥဒွန်ဘေးနားမှအတန်းကြောင့်ငတုံကကြည့်လိုက်သည်အဖြူအောင်မြင်းပေါ်မှာမောင်ရွာ၏ခန္ဓာကိုယ်တွင်လည်းသွေးသေးများရွှဲနေလျက်လက်မောင်းတစ်ဖက်မှာဓာတ်တန်ရာတချို့ရရှိထား၏အော်ခမည်းသေးပြီမြတ်လို့ခေါ်ကြည့်တာဘာလုပ်နေတာတော့မျက်လုံးကြီးပြူးပြီးမိုးကိုမော့ကြည့်နေတာငတုံကဘာမှမဖြေပဲထထိုင်လိုက်သည်ဘိုးတွန်ကြီးတယောက်ပွဲကကြမ်းလွန်းလို့ယူသွားပြီလားမှတ်တာဟန်ဟန်မတုံကသူဤစပင်ဖားလျားကိုစုစည်းလိုက်ပြီးပခုံးရှိတို့ချလိုက်သည်ထို့နောက်မတ်တက်ထားရလိုက်မင်းသားနဲ့ဒီလောက်လေးကိုများပွဲကြမ်းတဲ့လားအင်းလေငယ်သေးတော့တကယ်ပွဲကြမ်းနေမကြုံဘူးသေးလို့ပါမင်းသားရဲ့ခမဲတော်မေးကြည့်စမ်းပါဒီပွဲကပွဲကြမ်းတာလားလို့မတုံကလောင်ပြုံးပြုံးလိုက်ပြီးမောင်ရွာကိုကြောခိုင်းကထွက်ခွာသွားတော့သည်ထို့မွန်စီယာအန်တိုနီလိုဝက်ရိုလီယိုနိုင်ငံသားရေးဝန်ကြီးဌာနပါရီမြို့ပြင်သစ်ဗီယက်နိုင်ငံတော်ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီပြင်သစ်အိန္ဒိယကိုလိုနီဘီယင်ကန်ကျုံးမှာဗဟိုတိုင်းရေးနှင့်ပတ်သက်ပြီးအစီရင်ခံရပါသည်သတင်းများအရအင်္ဂလိပ်များသည်ဟိုင်းကြီးကျွန်းတွင်ခံတပ်တစ်ခုအခိုင်အမာတည်ဆောက်နေပါသည်အင်္ဂလိပ်တို့သည်ဟိုင်းကြီးကျွန်းမှတဆင့်မြစ်လက်တက်တစ်ခုကိုလည်းတွေ့ရှိထားပြီးတန်လျင်တို့အလွယ်တကူခြိတက်နိုင်ရန်လမ်းကြောင်းရှာနေကြကြောင်းလည်းသိရှိရပါသည်မန်တကယ်တမ်းဆိုရလျင်ဟိုင်းကြီးကျွန်းရှိအင်္ဂလိပ်စခန်းသည်ကျွန်ုပ်တို့ဘကိုးနှင့်တကုံတွင်ဝင်ရောက်ခြေကုပ်ယူနိုင်ရေးကိုဟန့်တားရန်ရည်ရွယ်ရင်းဖြစ်ပါသည်မြေဘက်မှရောက်ရှိလာသူကြီးကဲ့သို့၏ပြောဆိုချက်အရအင်္ဂလိပ်များသည်မြိတ်ဖက်တွင်လည်းရခိုင်ပြင်သစ်များနေရာယူထားသောနေရာတွင်ပင်အယုဒ္ဓယဘုရင်၏ခွင့်ကိုပန်၍ခံတပ်ဆောက်လုပ်နေကြောင်းသိရှိရပါသည်ဘကိုးမြို့နှင့်မြိတ်မြို့ကြားရှိထဝယ်မြို့သည်လည်းစိတ်ဝင်စားဖွယ်ကောင်းသောကမ်းခြေမြို့ဖြစ်ပြီးထိုမြို့ကမ်းခြေတစ်လျှောက်ကိုလည်းအင်္ဂလိပ်တို့ကအုပ်စိုးကပင်လယ်ထွက်ပေါက်တို့ကိုပိတ်ဆို့ထားပြီးဖြစ်ပါသည်ထပ်ပါကြောင်းရများမှန်ကန်ခဲ့ပါကပြင်သစ်လူမျိုးများဖို့အိန္ဒိယသမုဒ္ဒရာအတွင်းနောက်ထပ်စစ်ပွဲများဖြစ်လာခဲ့လျင်အဖက်ဖက်မှဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရမည့်အခြေအနေတို့ရောက်ရှိစေနိုင်ပါသည်အင်္ဂလိပ်တို့သည်ကျွန်ုပ်တို့၏ဘိုးစေရေးခေါင်းဆောင်အင်ရှိဥပယာဇာထံဝင်ထွက်နေပြီးကျွန်ုပ်တို့ကလက်တလောအခြေအနေရလက်နက်မဖြည့်စေပေးနိုင်မှုများအပေါ်အခြေတည်ကဘကိုးနှင့်ကျွန်ုပ်တို့ကိုယ်စားလှယ်များကြားရန်တိုက်ပေးရန်ကြိုးစားလျက်ရှိနေပါသည်ဥပယာဇာသည်လည်းကျွန်ုပ်တို့၏တန်လျင်ခံတပ်တိဆောက်ရေးကိစ္စကိုပြတ်သားစွာမပြောကြပဲအထက်ဘက်တွင်ဖြစ်ပွားနေသောစစ်ပွဲများအတွက်လက်နက်ရရှိရေးကိုသာစန္ဒဆောလျက်ရှိပါသည်အင်္ဂလိပ်တို့ကလည်းကျွန်ုပ်တို့အားပဲခူးနိုင်ငံရောင်းဝယ်မှုနယ်ပယ်မှာအပြည့်တိုင်ထုတ်ပယ်ရန်ရည်မှန်းထားပုံရပါသည်စစ်ဖြစ်လာလျင်ကျွန်ုပ်တို့တင်ပေါ်များကိုပဲခူးမြို့ဝအပြင်အာချံမာလာမြစ်များထိပိတ်ဆို့ထားပြီးရင်းတို့၏တင်ပေါ်များအားဂင်းကာမြစ်တိုင်အောင်ဆန်တက်ကစစ်ရေးရည်မှန်းချက်ထားပုံပေါ်လွင်နေပါသည်ယခုကာလစစ်ရေးအပြိုင်မှုအချက်ချာဖြစ်သောပဲခူးနိုင်ငံနှင့်ပတ်သက်၍ကျွန်ုပ်တွင်အကြံစီရှိပါသည်ကျွန်ုပ်၏အကြံစီမှာအင်္ဂလိပ်တို့နှင့်ကွာခြားချက်ရှိပါသည်ပဲခူးဘက်သို့လက်နက်အချို့ပို့ဆောင်ပေးတဲ့ကဲ့သို့အချိန်တို့အတွင်းအင်အားကောင်းလာပြီးပဲခူး၏အဓိကရန်သူဖြစ်လာနေသောမုတ်ဆိုးဘိုရွာသူကြီးအောင်စီရ၏တပ်များကိုလည်းတိတ်ဆိတ်ဆက်တွယ်ကလက်နက်ထောက်ပံ့ပေးခြင်းဖြင့်အင်္ဂလိပ်တို့ထက်ခြေတပြားတာနိုင်မိနိုင်ငံရေးကစားကွက်ကိုဖော်ဆောင်နိုင်မည်ဟုယူဆမိပါသည်ဂျိုးဇက်ဖရက်စစ်ဒူပလီပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီဘီယင်ကန်ချုပ်ပွန်ဒီချယ်ရီပြင်သစ်နိုင်ငံသားရေးဝန်ကြီးရိုလီယိုကသူ့လက်ထဲမှစာကိုမန်တန်ဖြင့်မှတ်ချက်နိုင်ငံရေးကချထားလိုက်ထို့နောက်သူ့ရှေ့တွင်ထိုင်နေသောဗြိတိရှ်အင်ပါယာပြင်သစ်တန်မတ်ကြီးလာဒွတ်ဒီမီဘွားကိုထိုးပေးလိုက်သည်မိဘွားကစာကိုနှစ်ခေါက်ခန့်တေချာပြန်ဖတ်လိုက်သူ့စာထဲကရွာကြီးအောင်စရာဆိုတာဘာလို့လဲဝန်ကြီးရိုလီယိုကစာကိုပြန်ယူပြီးနောက်ပြုံးလိုက်သည်အေးကျုပ်လည်းမသိဘူးဘယ်ကနေဘလို့မှမသိဘယ်ကနေဘလို့ပေါ်လာမှမသိတဲ့ရွာကြီးအဆင့်ကိုလက်နဲ့ကူပေးဖို့ပြောနေတာကတော့ဒူပလေဟာသူ့ရဲ့ကြဆုံးမှုတွေအတွက်မူမမှန်တဲ့အကြံစီတွေကိုပေးနေပြီဆိုတာသတိထားမိစေတာပဲဗျကျုပ်တို့နိုင်ငံရေးမူဝါဒအရတော့အဲ့ဒီရွာလူကြီးအင်အားစုဟာသူတို့စစ်ပွဲတွေဘလောက်ပဲနိုင်ပဲခူးနိုင်ငံကိုပဲတရားဝင်အတိအမှတ်ပြုထားတဲ့အတွက်အခြေအနေကိုအသာစောင့်ကြည့်အောင်ပဲရိုလီယို၏စကားကိုမိဘွားကခေါင်းငိမ့်လိုက်သည်ဒါပေမဲ့တခုတော့ရှိတယ်တန်မတ်ကြီးသူ့အစီရင်ခံစာထဲမှာပါတဲ့အင်္ဂလိပ်တွေရဲ့နေရာယူထားမှုတွေကိုတော့ထည့်စဉ်းစားရလိမ့်မယ်ဟောဒီမှာမြေပုံကိုဒါကြည့်တော့ဒီတိုင်းဆိုအိန္ဒိယသမုဒ္ဒရာတွေကဒီအမြောင်းလေးတစ်လျှောက်ကိုသူတို့ခံတပ်တွေနဲ့ပိတ်ဆို့ထားမဲ့ပုံပဲဒါကတော့စိုးရင်စရာကောင်းတယ်တန်မတ်ကြီးရဲ့ဒီတိုင်းဆိုရှင်ဘီယံနဲ့ဝန်ကြီးချုပ်စီကြုတ်တင်ပြပြီးမနေ့ပြန်ပဲလန်ဒန်ကိုပြန်ပါမယ်ဒီနေရာကခံတပ်စခန်းတွေဟာနောက်ထပ်ပြင်သစ်အင်္ဂလိပ်တို့ရဲ့အိန္ဒိယသမုဒ္ဒရာတွေကစစ်ပွဲတစ်ခုစီဥတည်နေလားဆိုတာကိုဗြိတိရှဝန်ကြီးချုပ်စီမေးခွန်းထုတ်ရလိမ့်မယ်
1955ဖေဖော်ဝါရီ20ရက်စွဲဖြင့်ဒူပလေစီရင်ခံစာထွက်ပေါ်လာပြီးဒီနောက်လန်ဒန်မြို့မှပြင်သစ်တမ်းမကြီးသည်ဗြိတိရှဝန်ကြီးလော့ဟိုဒါနဲ့တွေ့ဆုံခဲ့သည်ထို့နောက်ပဲခူးအယုဒ္ဓယဘင်္ဂလားပင်လယ်အော်ဂင်းကာမြစ်ဝမ်းမလကရေးလက်ကြားဟိုင်းကျွန်းနီကိုဘာကျွန်းစုများရှိအင်္ဂလိပ်နှင့်ပြင်သစ်တို့၏ခန္ဓာများကိုထပ်မံ၍အင်အားတိုးချဲ့ခြင်းဆောက်လုပ်ခြင်းများကိုအတိအမှန်မပြုကြကြောင်းထိုဆောက်ဦးများကိုကုန်တယ်၍အသက်သာအသုံးပြုကြရမည်ဖြစ်ကြောင်းစာချုပ်ချုပ်ဆိုခဲ့သည်ပြင်သစ်ဗဟိုအစိုးရကဒူပလေကိုပါရီတို့အပြီးတိုင်ပြန်လည်ခေါ်ယူလိုက်ကြ၏ဟန်တာရီတွင်ရှိနေသောဘရူနိုမှာဒူပလေကအောင်စရာနှင့်တိတ်ဆိတ်ဆက်တွယ်ရန်ညွှန်ကြားခဲ့တော်လဲနိုင်ငံသားရေးဝန်ကြီးဌာနနှင့်အမြင့်တူနေခဲ့သည်ထို့ကြောင့်ဟန်တာရီတွင်အလိုက်တင်နေထိုင်ရန်အခြေအနေကိုသာစောင့်ကြည့်နေခဲ့၏ထိုချိန်တွင်အင်္ဂလိပ်တို့၏ခြေလှမ်းများကရပ်တန့်မနေခဲ့အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီသည်ကိုဇာနီကော့နှင့်နီကတ်အတူတွဲကာအလုပ်လုပ်နေသောအာဖရိကန်လူမျိုးတော့ပေလိုကိုအင်္ဂလိပ်ရှေ့အိန္ဒိယကုမ္ပဏီ၏ဝန်ထမ်းအဖြစ်လျှို့ဝှက်ခန့်အပ်ထားခဲ့သည်ငွေဝယ်ကျွန်းဘွားဖြင့်မွေးဖွားလာခဲ့သောတော့ပေလိုသည်အင်ဒိုနီးရှားကျွန်းစုရှိပြင်သစ်တခင်များထံမှထွက်ပြေးပြီးမဒရတ်မြို့ရှိအင်္ဂလိပ်ရေတပ်တွင်အမှုထမ်းခဲ့ပူသည်ထို့နောက်ပြင်သစ်တင်ပေါ်လာဖြင့်ရှေ့တောင်အာရှတခွင်လက်လည်နေထိုင်ခဲ့၏ဗမာစကားမွန်စကားထိုင်းစကားပြင်သစ်စကားအင်္ဂလိပ်ဘာသာစကားစတော့ဘာသာစကား၅မျိုးကိုကျွမ်းကျင်ပြီးဟန်တာဝတီအင်းဝါကြပြေးဆွဲနေသည့်လေများရောင်းဝယ်ရေးတွင်ပါဝင်ဘူးသူတော့ပေလိုသည်ဟန်တာဝတီနှင့်မုတ်ဆိုးပုံအင်အားစုများကြားသတင်းများကိုစုဆောင်းနေခဲ့သည်စစ်တိုက်နေကြတော့အင်အားစုနှစ်စု၏စစ်အင်အားစင်းရင်နှစ်ဖက်ကောင်းဆောင်များ၏စိတ်နေသဘောထားအကျင့်စရိုက်များစစ်ပွဲကိုဥတည်နေသည့်တပ်မှုများစင်းရင်စစ်ပွဲသုံးသက်ချက်များကိုစနစ်တကျစုဆောင်းမှတ်တမ်းတင်ထားခဲ့၏လောင်ဖျားအောင်စရိုက်တပ်များသည်1955ဖေဖော်ဝါရီ9တွင်ပြည်ရွှေစံတော်ခံတပ်ကိုသိမ်းပိုက်ရရှိခဲ့သည်ထိုတိုက်ပွဲတွင်ဟန်တာဝတီတပ်များထံမှတိုက်လေ900ကျော်ဝန်တင်လေ400ကျော်အမြောက်900ကျော်တနက်9000ကျော်မြင်း3000စပါးတင်း9000ဆန်တင်း1000ကျော်အရက်စီနှင့်ပလင်းများ900ကျော်တင်စီရမိခဲ့၏အမြောက်နှင့်တနက်များစုတွင်ဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီတစိမ့်များပါရှိနေခဲ့သည်ထို့ကြောင့်1955မတ်လ4ရက်နေ့တွင်ညံအောင်ဟုအမည်ပေးထားသောဂူထွတ်မြို့တွင်အောင်စရာရှိနေစဉ်အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီထံသို့လျှို့ဝှက်ဆက်တွယ်ရန်တဝန်လာတစ်စောင်ကိုရေးသားခဲ့သည်ထိုတဝန်လာထဲတွင်အင်္ဂလိပ်တို့အနေဖြင့်ဟန်တာဝတီကိုလက်နက်ဆက်လက်မထောက်ပံ့ရန်နှင့်အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီနှင့်လက်နက်ရောင်းဝယ်ရေးကိစ္စများကိုဆွေးနွေးလိုကြောင်းတို့ပါရှိသည်မတ်လ12ရက်နေ့တွင်တက်ရှည်နော်ရထားနှင့်စကပြန်တီရီဘင်္ဂလွန်တို့သည်တဝန်လာကိုဆောင်ယူပြီးဟိုင်းကြီးကျွန်းတို့ခရီးဆက်ရန်ပသိမ်တို့လျှို့ဝှက်စွာရောက်ရှိလာခဲ့ကြသည်တက်ရှည်နော်ရထားသည်ပသိမ်မြို့တို့ရောက်ရှိပြီးမကြမီပင်နှစ်ဖက်အခြေအနေပြောင်းလဲများကိုမျက်ခြေမပြတ်စောင့်ကြည့်နေတော့တော့ပေလိုသည်လည်းပသိမ်တို့ရေချောင်းဖြင့်ချက်ချင်းရောက်ရှိလာခဲ့သည်မကြမီတော့ပေလိုသည်ပသိမ်တွင်ရှိနေတော့တက်ရှည်နော်ရထားတို့အားလိုက်လံရှာဖွေကချိတ်ဆက်မိကြတော့သည်အေယာရီမြင့်အထက်လင်းပြင်တွင်အင်းဝနိုင်ငံတော်ကြဆုံပြီးတဲ့နောက်အတစ်ပေါ်ပေါက်လာသည့်ကုန်းပေါင်နိုင်ငံတော်၏ပထမဆုံးသောပင်လယ်ရပ်ချနိုင်ငံခြားဆက်ဆံရေးခြေလှမ်းသစ်စတင်ခဲ့ပြီဖြစ်သည်